နေ့ဘလော့တော့ကျွန်တော်ပတ်စံ4တောင်းနဲ့9တောင်းမဲ့ဘလော့ဖြစ်ပါတယ်ယထာ9နိုင်ထောက်ပါပေါ့နော်ကျွန်တော်6နိုင်ရောက်နေဆိုတော့ကျွန်တော် online booking ကိုကျွန်တော်လက်မှတ်တော့ထုတ်ပါဦးဟုတ်ပါယထာ ticket တွေက online ကနေပဲ booking တင်လို့ရတော့တာပေါ့နော်ဆိုတော့တွားဝယ်လို့မရတော့တွားဝယ်လို့ရတာဆိုလို့ပကံခီးစဉ်တစ်ခုပဲရှိရပါတော့ပြီးတော့တရားလေးကိုရိုက်ပြီးတော့လည်း pro ဝယ်လို့ရတယ်ကျွန်တော်တော်တော်လေးအိတ်ရှင်9နိုင်တော့ပဲအိတ်ရသေးတယ်ဆိုတော့အဲ့4နိုင်ခွဲတော့ထားရတော့ကျွန်တော်ရပါကျွန်တော်တက်ရအောင်6နိုင်လည်းခွဲနေပြီဆိုတော့ဘုံဘူးတာရောက်တယ်ပေါ့နော်ဘုံဘူးတာလည်းဆင်းတော့လေးငါပြီးကျွန်တော်သွားလိုက်အောင်မယ်3မိုင်းတော့ပတ်ဘူးတွေ့ကြည့်လို့ဒါအိုက်ကလို့ကျွန်တော်လူများတယ်ကြောက်တယ်တရားတယ်ဟုတ်တယ်တယ်ဥပ္ပတီပါလေငါညီတော့ကျွန်တော်တစ်စီးလုံးမှာတယောက်တည်းပေါ့နော်ဒီတော့ကျွန်တော်ရွှေဘောတော့ဖျောက်ရင်ကျွန်တော်သွားနေရပါအခုတော့ကျွန်တော်ရွှေမိုးတော့စေရီတော့ရောက်ပြီပေါ့နော်စီတော်ကြီးထူရချက်ကတော့အလုံးမြမရဲ့ညံတော်နဲ့ရွှေအောင်တောက်ပနေတဲ့စီတော်ကြီးအားပေါက်မဖြစ်ပါဘူးရွှေမော်တော်စီတော်ကမြန်မာနိုင်ငံမှာရှေးဟောင်းတပိုင်းကြောင်းနဲ့ထင်ရှားတဲ့စီရိုရီတွေကတစ်ခုဖြစ်ပြီးဘိုးမျိုးရဲ့မတ်တစ်ခုလိုလည်းဖြစ်နေပါတယ်။ဘာသာလဲလို့ကမောစာဒီနားတော့ဘယ်လောက်ဟဲ့ဒီပူပြရမှာဟောအဲ့ဟွာတော့ပဲဟွာဆိုလည်းဟောက်ပြီ။ရဲဆိုတော့တော့ဆေးလုံးမကြမလို့ပေါ့နော်တယောက်လည်းပြန်နေအောင်ပြန်သွားလို့ရှိရင်နောက်မှတွေ့ရဆိုင်ငယ်လေးကိုကောက်ငါးသွားတာပို့ပြီးအဆင်ပြေ
န်သာဝင်ခေရဲ့အရေးကြီးတဲ့သမိုင်းဝင်အမွေဒီတစ်ခုလည်းဖြစ်တယ်136တိုင်ရှိရယ်ဒါမီလောင်ထားတဲ့ရှေးဟောင်းကျွန်းတိုင်တွေပေါ့နော်ဒီဘက်ချောင်းကြောလူတွေတိတ်မလာကြအောင်ကျွန်တော်တယောက်တည်းကျွန်တော်အခုတော့တဘာဝအေးဆိုင်သွားနေရပါဒီဘကိုးမှာသဘောအေးဆိုင်ရာနာမည်ကြီးရကြားလို့သွားလိုက်အောင်အဆွဲကြည့်တော့အောင်ဒီမှာလေလူစားများတော့ပါ ပေါတာတို့ဘယ်ပေါတာဒီပေါတာနမလိုက်လို့စေဘယ်နမလိုက် အဲ့ဒီမှာဘယ်စားရများလဲကြောင် ဒီကဘယ်ညာထားတယ်ဒီကမင်းကြီးစားကြတော့ အဲ့ထဲမှာတစ်ခုပဲ ပေါတာလည်းစားကြပါ ဟုတ်လားဒီ ice ပဲပါလား ပါတယ် အဲ့ဘယ်ချောင်းလဲ ဟုတ်ကဲ့ဟုတ် ဆိုင်ပါနေရာစား ဆိုင်အကုန်ညီညရတယ်စားတာအကုန်လုံးကဒန်းကုန်တာ special ဆိုရော special ဆိုတော့ဖာပူတာတို့ဒိုမီနိုတို့ပမုတ်ရတဲ့ကျဲတို့ဘိန်းရင်တို့ပြီးတော့ဘိန်းရင်တို့လူရင်းပြီးမလာရင်လုံးနိုင်လို့စိတ်လို့ အခု idea ရဲ့ပုံပေါ်ပဲ အဲ့လိုပါပဲကိုလောက်တာအောင်မရဘာတင်မ်းမှမတက်ဘူးအရအစားသားဝါသနာပါတော့လေလုပ်ပြရင်ရတယ် ဒီတော့ဆိုင်ဖွင့်တာဘယ်လောက်ကြာလဲ ဆိုင်ခုကတော့တော့ပြအောင်အချင်းကြီးလေးစားရမှာပါလေခုဒီနေ့နဲ့ဆို10နှစ်လောက်တော့ရှိပြီပေါ့အဲ့တော့ဒီလောက်မစုံကျန်ရင်တစ်မျိုးလေးရအောင် တော့သူတို့က comment ပေးဟာပါတော့ကျွန်တော်ဆွဲကြည့်လိုက်အောင်မယ်ဒီမှာတော်တော်များများစားတဲ့ဖောက်တာလို့ပြောတာပဲဟုတ်သူရင်းရ share ပဲတော်တယ်မိုက်ကျွန်တော်လက်ဆောင်ပေးရရပါတော့ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါ